ဆိုင်လူဖြစ်စဉ်လေးနည်းနည်းပြောပြချင်လို့ပေါ့နော်ဆိုင်လူရဲ့စိတ်ထင်မိပိုးကောင်ကြိုက်တယ်လို့တော့ထင်တယ်ဆရာဝန်လည်းမိပိုးကောင်လို့ပဲပြောတာပေါ့နော်ဘာလို့လဲဆိုတော့ဖြစ်လာတဲ့ဒီအခြေအနေအလုံးကမိပိုးကောင်ရဲ့လက္ခဏာတွေပဲဒါပေမဲ့ဆိုင်လူဘလို့ကြိုက်သွားတာလားဘလို့ဖြစ်လို့ဘလို့မှမစဉ်းစားမိနိုင်ဘူးဆိုင်လူရဲ့ပုံမှန်နေ့စဉ်သွားလာတယ်လို့မျိုးပဲအမှုမဲ့အမတ်မဲ့ပေါ့နော်ကိုလည်းတစ်ခါတလေပေါ်ရှော့ရှော့ဖြစ်သွားတာလားအဲ့လိုမျိုးတစ်ခါမှမထင်မှတ်ထားတဲ့အချိန်တွေမှာအဲ့လိုမျိုးဖြစ်တာပေါ့နော်ဒီလိုမျိုးပဲအမှုမဲ့မှတ်မဲ့ဒီလိုမျိုးရားလို့ဒီလိုမျိုးလေးပဲကုန်နေလိုက်တာပေါ့ဒီနားလေးမှာဒီလိုမျိုးလေးပဲကုန်နေတယ်ကုတ်လဲကုတ်ပြီးတော့ညလဲအိပ်ပျော်သွားတယ်အိပ်ပျော်သွားပြီးတော့မနက်2 နာရီလောက်မှာမျက်လုံးကအရန်ရားလာအရင်ရားလာတော့အမကိုယ့်ရဲ့ဒီလက်နဲ့ပဲပြန်ထပ်ပုတ်တာပေါ့ကိုလည်းမသိဘူးလေအိတ်လည်းအိတ်နေတယ်အဲ့ဒါနဲ့မျက်ရည်အပူတွေပါကျလာတဲ့ခါမှာမျက်လုံးသားလေလောင်နေလို့ခံစားရတာဟဲ့ဒါကတော့ပုံမှန်ဖြစ်မှမဖြစ်တာမျက်လုံးလည်းအမြဲတမ်းပုတ်နေကြဆိုတော့အဲ့ဒါနဲ့မှန်ထကြည့်လိုက်တော့ရမ်းလန့်ပြီးအရင် shock ဖြစ်သွားတာအဲ့ချိန်မှာမျက်လုံးတစ်ဖက်နဲ့တစ်ဖက်ကမညီတော့ဘူးဒီဘက်တစ်ဖက်ကရောင်ပြီးကြီးနေပြီအခုလည်းကြည့်လိုက်အခုလည်းကြီးနေရဆိုတော့လေစိတ်ကိုတော့အသက်နိုင်ဆုံးတော့ short ထားလိုက်တယ် short ထားပြီးတော့မျက်နှာလေးရေလေးပါလေးတက်ပြီးရနဲ့ထပ်အိပ်ဖို့စူးစမ်းတယ်ပေါ့နော်မနေ့ကမှပဲသွားမယ်ပေါ့ဘာလို့လဲဆိုတော့အချိန်ကလည်းမနေ့3 နာရီလောက်ဖြစ်နေပြီ3 နာရီခွဲလောက်ပေါ့အဲ့ဒါနဲ့ဆေးရုံလေအဲ့ဒါနဲ့ပေါ့အဲ့ဒါနဲ့ထပ်အိပ်ဖို့စူးစမ်းတယ်အိပ်ဖို့စူးစမ်းတဲ့ချိန်မှာမှဘလို့မှမျက်နှာအိပ်လို့လုံးဝမရအောင်ဘာဖြစ်လို့လဲဆိုတော့လေမျက်နှာတစ်ခုလုံးကလေဆက်ပြီးပူပြီးတော့လေရားနေတာပြောရင်လည်းပြန်ချက်သိန်းတော့ပြန်ထားလာပြီအဲ့လိုမျိုးရားပြီးတော့အဲ့လိုမျိုးအရင်ဆက်နေတာဟဲ့ပေါ့ဒါဆိုတော့ဒါဒီလိုမျိုးနဲ့တော့အဲ့လိုတော့မဖြစ်နိုင်တော့ဘူးပေါ့အဲ့ဒါနဲ့ပဲဆေးရုံအမြန်သွားလိုက်တယ်ဆေးရုံသွားလိုက်ပြီးတော့ allergy ဆေးထိုးပေးလိုက်တယ်ပြီးတော့အယောင်ကျဆေးထိုးလိုက်တယ်အဲ့နဲ့အိမ်မှာအမြန်ပြန်အိတ်ဘာလို့လဲဆိုတော့နောက်တနေ့မှလည်းအလုပ်တွေလည်းရှိတယ်မီတင်တွေလည်းရှိတဲ့အခါအကုန်လုံးချိန်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်အတွက်ကြောင့်တော့အဲ့လိုမျိုးမဖြစ်စေချင်ဘူးလေစိတ်လည်းမကောင်းဘူးအဲ့နဲ့မနေ့နဲ့နိုးလာတဲ့အခါကျတော့ကိုယ့်ရဲ့မျက်နှာကိုကြည့်လိုက်တော့စိတ်တောင်ပူတော့မကောင်းဖြစ်သွားတယ်ဒီဘက်တစ်ဖက်ပါပို့ပြီးတော့ရောင်ပြီးတော့တင်းနေတာပေါ့နော်ပြီးတော့မီးလောင်တယ်လို့အဲ့လိုမျိုးမီးလောင်တယ်လို့မျိုး burn ဖြစ်နေတာအခုဆိုပိုတော့ပြန်ထက်ဆိုးလာတယ်ဒီမှာကြည့်လိုက်အရေးကြီးလိုမျိုးအဝါတွေပါဖြစ်လာတာနည်းနည်းပေါ့မတတိထားမြင်ကြည့်မယ်ဒီလိုမျိုးလေးနဲ့လဲရောက်တဲ့ခါကျတော့ဒေါက်တာရဲတွေ့အောင်ဖုန်းဆက်ပြီးတော့ပြောတော့ပါပေါ့နော်တပ်ပုံလေးပြရတယ်လုံးဝအစင်နေအကုန်လုံးပြထားတဲ့ခါကျတော့မှဒေါက်တာရဲတွေ့ရလဲဒါမိပိုးကောင်ပဲဖြစ်တယ်ဆိုတာသူ confirm လုပ်လိုက်တယ် confirm လုပ်ပြီးတော့ sign သူကိုတောက်ရမယ်ဆေးလိန်ဆေးတွေပါပြန်ထပ်ပြီးပြန်ပြောတယ်ပေါ့နော်ပြန်ထပ်ပေးလိုက်တယ်အခုတော့ဆေးတွေလည်းလိန်ထားတယ်ပျောက်တော့ပျောက်မှာပါ